တရားတော်တော်လေးဟောတယ်အမှန်ကမနေ့သိသွားတာလေးသိရွတ်ပြအောင်မယ်လို့ကျွန်တော်ပြောမပြောဘူးမပြောခြင်းအကြောင်းမျိုးရှိတယ်မနေ့ဘယ်ချိန်သိသွားရမယ်ဆိုဘုန်းကြီးကိုယ်တိုင်အတိအကျမသိဘူးနောက်တစ်ခုကသိတော့လည်းပြောတာလို့ဆိုရင်မင်းများကတော့ပရိသတ်တွေမနိုင်မှဆိုရင်ကြောင်းကြိုကြမှာကြောင်းကြောင်းရရတော့ကြောင်းကြိုတော့မှာကြောင်းမင်းများကလာတဲ့ပရိသတ်ကခေါင်းလာနေတယ်မတတ်နိုင်ဘူးအခုနေရဆိုင်ရတရေရရတဲ့လူတွေမကျင်းမဖြစ်နေလို့တရေရမရကြလို့တရေရရအောင်တရေရတဘောတဲ့ကြောင့်ခုမှသိကြတရေရလည်းရအောင်နောက်ကမကျင်းတဲ့လူတွေဆက်တဲ့နေနောက်တချို့ကရှိသေးတယ်ဆရာတော်ကြီးဖုတ်တွေ့ရလို့လာတာဆရာတော်ကြီးကဖုတ်တွေ့ရအောင်အောက်ကနေရတယ်အပေါ်မမြင်ရဘူးသူကဘုန်းကြီးကိုကြည့်တယ်ဘုန်းကြီးကိုမြင်ဖို့ကြည့်တော့ဘုန်းကြီးရုပ်ချောတဲ့ပုဂ္ဂိုလ်ကြီးမဟုတ်ပါဘူးမြင်တဲ့အတိုင်းပါသိရပြောရတော့တိမ်နေတာလူပုဂ္ဂိုလ်ကကြည့်ကြပါတော့ဗျာဆိုတဲ့အချင်းတော်လူပေါ့ဒီမှာတိမ်နေတာကကြပြတဲ့ဆိုတာတိမ်နေတာလူပုဂ္ဂိုလ်ကကြည့်ကြပါတော့အတန်းနဲ့တဲ့ဆိုတာကအများကသက်သက်သိရောကြတယ်ကျွန်တော်မခံနိုင်ဘူးဆရာကြပြတဲ့မှာပါတယ်လက်တဲ့ဆိုတာဝေဒမနဲ့မကျေနပ်တော့ဒီလိုတဲ့ဆဲလို့နှစ်ဖြစ်တာကြပြတဲ့မှာပါတယ်အဲဒီလိုသိနေတာတော့အရင်ဆိုကြည့်တော့မဟုတ်ပါဘူးဒီတဲ့အတိုင်းပါပဲ။ဒါကမေတ္တာကရုဏာနော်။ဘုရားတတ္တလောကကြီးတစ်ခုလုံးခြုံမေတ္တာနဲ့ဆန့်နေမေတ္တာနဲ့ပြောမွေ့နေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဘုန်းကြီးကအသက်ဆက်ရှိတယ်။ဒီဘုန်းကြီးကဆရာတော်မေတ္တာအကြောင်းကိုကြားဘူးတယ်။ကိုယ်လည်းဟောတာတခါမှမကြားဘူးဘူး။မေတ္တာတတ်တော်အနန္တောဆိုတဲ့စကားဟာမေတ္တာတရားဒီအနန္တဆိုတဲ့စကားရေးထွက်လို့မရဘူးအနန္တအနန္တရအပင်ချေရဒီစကားအတူတူပဲအပင်ချေရဆိုတဲ့စကားရေးထွက်လို့မရဘူးတက်နဲ့သုံးလေးခဏရေးလို့မရဘူးအဲ့လောက်တော့များပြတယ်တဲ့သာမန်အပြင်ဟောတာကဧကင်ဂုတ္တရအင်္ဂုတ္တပါဠိတော်မှာမေတ္တာတရား7မျိုးဟောတာအိမ်တော်ချမ်းသာစသည်ဖြင့်အိမ်တော်ကဆန်းရမ်းသာတာအိရတယ်အိရနိုးတော့ကဆန်းရမ်းသာတာနိုးရတယ်စသည်ဖြင့်သိပြီးတဲ့နောက်လည်းဓမ္မဘုံတို့လာနေမေတ္တာတရားနဲ့နေတော်သူဒီအန္တရာယ်ဘာအန္တရာယ်မှမရှိဘူး။ဘုန်းကြီးမေတ္တာတရားနဲ့နေလာခဲ့တဲ့နှစ်ပေါင်းကြာမြင့်စွာတောတောင်နေကြခံတာလည်းနဲ့နေခဲ့တယ်။ဘာအန္တရာယ်မှမရှိဘူးဘုန်းကြီးနေတော့ပတ်ဝန်းကျင်ကြားရည်ဘယ်ကြားကမှဘုန်းကြီးကမကိုက်ဘူး။တပည့်မွေတွေရှိတယ်မျိုးကြီးတွေဘာအန္တရာယ်မှမရှိဘူး။အဲ့ဒါမေတ္တာလောက်ကောင်းသောအရာလောကမှာဘာမှမရှိစိတ်ထဲမှာမေတ္တာစိတ်အမြဲထားတယ်။ဘယ်သူ့ဘုမှမုန်းစိတ်မထားနဲ့မနာလိုဝန်တိုစိတ်မထားနဲ့အဲ့ဒါမေတ္တာတရားတွေပဲဒီလိုမေတ္တာတရားနဲ့ခရီးသွားနေကိုယ်လည်းချမ်းသာတယ်စိတ်လည်းချမ်းသာတယ်မေတ္တာတော့ကောင်းတော့ရဘာမှမရှိဘူးဒါကြောင့်မို့မေတ္တာတတ်တော့အနန္တရောအနန္တရဆိုတာအပင်ချေရဆိုတာရေတွက်လို့မရဘူးတဲ့စက်နဲ့သုံးလေးအကျဉ်းရေတွက်ချင်ပါလေရေတွက်ရင်ဘယ်လိုလုပ်ရမလဲဆိုတော့အခြားဓာတ်ကပြထားတယ်တက်နောက်340ချတက်နောက်300ပေါင်း140အဲ့ဒါအသိချရပဲဒါကသောက်ကဘာလေးနဲ့ဆက်လို့တရားတွေပွင့်ပုံနဲ့ဟောတဲ့တရားမျိုးကြတော့ဘုန်းကြီးအဲ့ဒါတွေဟောတယ်အချင်းကမရဘူးဟောကြပါလေဒီလိုဆိုလို့တရားတစ်မျိုးဟောတော့သင်နာခံဖို့ကောင်းဘုဒ္ဓတာလည်းများတယ်အချင်းကမလောက်နိုင်ဘူးဘုန်းမျိုးဒီလိုကြီးသွားကြဘုန်းမျိုးကလည်းလာပါဒီမျိုးကလည်းလာပါနဲ့အဲ့ဒါတွေခေါ်ရမှာလားအဲ့ဒါစစ်ဝိတ္တပဲကြီးတနင်္သာရီတိုင်းမွန်ပြည်နယ်ပြည်နယ်တွေရောက်သွားရအဲ့ဒီတွေဆက်ပတ်ပြီးတော့အင်းလေးလိုမတ်လာရောက်လာမယ်တပေါင်းလားဒီကမှမတ်လာကြမှာဘုရားနိုင်ငံရည်ဆက်ရအောင်နိုင်ငံရကြာကြာကြီးမနေကြမှာဘူးခတ်တော့ပဲဒီစား45ရက်ယူပြီးတော့မြန်မာပြည်ဧပြီကျင်းရမင်းမြန်မာပြည်ပြန်လာမယ်လို့ဒီမှရထားတယ်မြန်မာပြည်မှာဟိုစံပြည်နယ်တွေဘာတွေအချက်ညာပိုင်းတွေမွေးလာမှကြောက်တဲ့ရက်တွေကဘုန်းကြီးကအလုံးလိုလာကြီးလည်းသင်ခေါ်နေကြတယ်အဲ့ဒီဟာတွေလည်းမေတ္တာမျှရအောင်ပါကြားရောက်ဖို့ဒီမှာလေးကြာကြီးခေါ်ကြတော့လည်းအချိန်မပေးနိုင်လို့ဒီလောက်ကိုကျင့်တတ်ကြပါတော့လို့နော်အရင်ကြီးတော့ကကိုဘုန်းကြီးခေါ်ရမေတ္တာတရားမေတ္တာစိတ်အမြဲထားကြမေတ္တာပွားနည်းလေးဒီနေ့ညကသင်ပြတာအဲ့ဒါလေးဖတ်ဆိုကြအောင်လို့နတ်လူတ attva အားလုံးဘေးရန်ကြောက်ရဆင်းရဲခြင်း
စိတ်နှပြချမ်းသာကြပါစေနတ်လူတ attva အားလုံးဘေးရန်ကြောက်ကြဆင်းရဲကင်းကိုယ်စိတ်နှပြချမ်းသာကြပါစေဆိုကြမယ်နောက်ကတစ်ခုစကားထည့်ကြအောင်လို့အားလုံးလိုရာဆန္ဒပြုပါကြပါစေလို့ဆိုရင်ရတယ်တို့ဘုဒ္ဓဇင်တို့စိတ်ကလိုရာဆန္ဒဆိုဒီမှာတစ်ခါတခါမကောင်းတာတွေလည်းလိုရာဆန္ဒရှိတတ်တယ်ဒီတော့မကောင်းတာတွေပြည့်စုံနေရင်မကောင်းဘူးဒါကောင်းလို့ဆိုရဝိသေသနာလေးတစ်ခုမှတ်ပေးရမယ်ကောင်းလို့လိုရာဆန္ဒပြုပါကြပါစေကောင်းလို့လိုရာဆန္ဒပြုပါကြပါစေသာသောငါလူတ attva အားလုံးဘေးရန်ကြောက်ကြဆင်းရဲကင်းကိုယ်စိတ်နှပြချမ်းသာကြပါစေကောင်းလို့လိုရာဆန္ဒပြုပါကြပါစေပထမတော့စာရွက်လေးတွေကိုဆက်လိမ့်မယ်။နောက်သို့ကားများတော့စိတ်ထဲကစေရနာတွေပေါ်လာလိမ့်မယ်။နတ်တွေအားလုံးလူတွေအားလုံးနတ်နဲ့လူမှကျင်းတော့တ attva အားလုံးငါးကျဲတာတော့ဒီကံအပေလေးဘုံတ attva တွေအကုန်လုံးပါတယ်။ဒါတ attva မှမကြဘူး။ဘုန်းကြီးကရှာဖို့မကြဘူး။ဒီဘက်တော့ပေါက်ပေါက်ကင်းသားမကြအကုန်လုံးပါတယ်။သိရှိတ attva အားလုံးကဆန္ဒတွေစေရနာတွေရှိနေတယ်။ဒီစေရနာတွေကမိမိအတွက်ပထမဆုံးစိတ်ကိုကြည်လင်ဆန်းလာတယ်။စိတ်ကြည်လင်ဆန်းလာတော့တော့ကြောင့်ဒီစေနာတွေကသူများကိုဆန်းလာစေနိုင်တဲ့ခွန်ကြီးလက်တွေ့ပြောပြတတိယကဘာတကြီးမဖြစ်ဖို့ရလို့ခွန်ကြီးချင်းကတောင်းဆိုကြတယ်။လူတွေကလည်းတောက်ထားကြတယ်။ဆရာတော်လိုမေတ္တာရှင်ပုဂ္ဂိုလ်ကြီးကတတိယကဘာတကြီးမဖြစ်ရင်အောင်တားမယ်ဆိုရင်ရနိုင်မယ်လို့ယုံကြည်ရတယ်။ယုံကြည်လို့စာရေးတောင်းဆိုကြတယ်။ခွန်ကြီးကသိချတတိယကဘာတကြီးမဖြစ်စေရဘူး။ခွန်ကြီးတားနေတယ်။ခွန်ကြီးနေနေတိုင်းတော့တောင်းတွေကနေပြီးတော့မဖြစ်အောင်တားနေတယ်။တတိယကဘာဆက်ချက်မဲ့နေရဘယ်နေရာကတစ်လက်တောင်လဲဘယ်နေရာကလှုပ်တော်နေတယ်လဲဘယ်နေရာကမိချတောက်မှလဲဆိုတာကိုယ်စိတ်မှအပြင်သိထားတယ်အဲ့ဒီနေရာတွေလှမ်းမှန်းတော့ပုံနဲ့အခုတတိယကဘာတကြီးမဖြစ်တော့သိချရတော့အချိန်ရောက်လာတယ်အလွန်ကောင်းပါတဲ့ဆိုဗီယက်နဲ့အမေရိကန်တို့ထိတ်တိုက်နေကြတယ်သူကငါအပါမခံလုပ်နေကြတယ်အခုအဲ့ဒါတွေသဘောတူသာဆိုလက်မှတ်တွေထိုးလို့လက်လက်တွေချက်သိမ်းကုန်ရတတိယကဘာကြောင့်ဖြစ်တော့သိချရတော့ကြေရောက်တော့အီရန်နဲ့အီရတ်ဆက်ဖြစ်နေတယ်အီရန်နဲ့အီရတ်ဆက်နေကြတယ်သိလိုက်ကြတဲ့လူတွေလွန်လွန်နေတယ်တိုင်းပြည်မျိုးသွားတွေမကောင်းတော့ဘူးအဲ့တော့အီရန်နဲ့အီရတ်လည်းပထမတော့သူ့ဘာသူအသာကြည့်နေတဲ့သဘောမျိုးဥပ္ပခါပဲထားတယ်နောက်တော့အီရန်နဲ့အီရတ်လည်းသနာစရာတွေမျိုးလူတွေသူတို့မွေးစလင်ကလာတွေသူတို့လည်းသနာစရာတွေပါပဲလို့နောက်ကသူတို့ကိုသိညှက်လာတယ်ညှက်ပြီးတော့သူတို့ကိုမေတ္တာပို့လိုက်အောင်အီရန်နဲ့အီရတ်ဆက်ကိုတားအောင်ပါပဲလို့သိချက်ကဒီဝရင်ဆက်လာတော့ဆုံးဖြတ်လိုက်တယ်သူတို့တားလိုက်တယ်မကြောက်ပါဘူးသုံးလာပဲမေတ္တာပို့ရတယ်အခြေကြောင်းမေတ္တာပို့ရင်မတ္တစိတ်ထဲကအမြင်ရှင်းလာတယ်အရေးကြီးဆုံးကအီရတ်ပုံအီရန်ဖြစ်အီရတ်ကရင်းနေတယ်စကားဆိုနေတယ်အီရန်ကမခံဘူးအီရန်မခံဘူးတော့အဲ့တော့အီရန်ကိုများများဖြစ်မေတ္တာပို့မှာပဲလို့အီရန်ကိုစိတ်ကရွတ်ပြီးတော့အီရန်ရဲ့မှာတကအရေးကြီးလို့ပေါ်လာဘယ်လိုလဲဆိုအရာဒေါ်လာပုံမှန်
ရာဇလာကွန်မန်ဒီပြည့်ရဆိုတဲ့တိုက်ကြီးတစ်ပြည်လုံးပြည်တယ်ရာဇကွန်မန်ဒီသိညွတ်ပြီးတော့မက်တာပို့တာ3ရက်တည်းပို့ရတယ်ဒါဆိုသူကမင်းတို့ပြောလာတော့တက်ဒီချက်ကိုရတော့မယ်ဆိုသူကပဲပြောလိုက်တာတခါလေးရသွားတာအဲ့တော့အေရာရတယ်နောက်တစ်ခါပြောပြတော့ဗမာပြည်မှာဆရာတော်ကြီးကနိုင်ငံရကြမယ်လို့ဆိုတယ်ကိုတိုက်ကြည့်တဲ့အေးချမ်းကိုလည်းဆရာတော်ကြီးမက်တာပို့တော်မူပါအောင်လို့စောက်ကြတယ်လူကြီးတွေရောက်ပါတယ်သူကဝန်ထမ်းအကြီးကြီးတိုင်းလာလဲစောက်ပါတယ်ပြီးတော့တတိယကဝါတကြီးတော့မပြောင်းတန်းနိုင်တဲ့ပုဂ္ဂိုလ်မြန်မာပြည်လောက်တော့ဒါအရေးကြီးတယ်ဘာမှမဟုတ်တော့ပါဘူးဘာမှဖြစ်ဘူးစိတ်ချက်မြန်မာပြည်ဘာမှဖြစ်ဘူးဘုန်းကြီးရဲတောင်းခံထားတယ်ဒီတိုင်းနဲ့ယုံကြည်ပါတယ်ဒီတိုင်းနဲ့သွားရလာရင်မတ္တဖို့ဖြစ်တယ်မတ္တဟာကြီးရောအရာငယ်ရောအရာမရမရင်အားလုံးအောင်တယ်ဒါမို့မတ္တပုံလေးကများများနေလာကြတာစိတ်ကလည်းဒီစိတ်ကိုဝင်စားကြတယ်ကိုယ်လည်းချမ်းသာဘုရားလည်းချမ်းသာမတ္တအကျိုး7မျိုးကျမ်းတော်ချွေဆိုတဲ့စကား7မျိုးကျမ်းမကပါဘူးအနန္တရဖြစ်တယ်မတ္တတရားမြတ်စွာဘုရားဟောတော်မူတာဓမ္မအဝေရကတိဓမ္မစာရိဓမ္မစာရိတရားကျင့်တော်သူကိုဓမ္မတရားတော်ကအဝေစင်ဆက်အဝေဆိုတဲ့စကားကိုဧကံဒေနလို့ဖွင့်ထားတယ်ဧကံဒေနဆိုတဲ့အားဖြင့်ရကတိကျင့်ရည်စောင့်တရားကျင့်တော်သူကိုတရားကပြန်ဆောင်ဆိုတဲ့စကားအံ့ဩဝယ်ကောင်းတယ်ဓမ္မစာရိဆိုတာကလူသိရှိတတ်တော်ကတရားကိုကျင့်မယ်တဲ့ကျင့်တော်ကတရားတော်ကပြန်ဆောင်တယ်တရားတော်ဆိုတဲ့စကားကအဝိညာဏကသိရှိမဟုတ်ဘူးသိရှိမဟုတ်တော့တရားကတောင်မှသိရှိကြတော့သူကတရားကျင့်လို့ရှိရင်ပြန်ဆောင်နေတယ်ဘယ်ပုံဆောင်လို့ဆောင်တော့နောက်ကပြောပြတယ်ဓမ္မဟောရရတတိဓမ္မစာရိဓမ္မသူစိန်တော့ဒုက္ခမဟာဝဟတိတရားကြောင့်လည်းသူဘယ်လိုစောင့်ရလဲဆိုတော့၆လခုကိုဖြစ်စေတယ်တဲ့ကောင်းကျိုးကိုဖြစ်စေတယ်တဲ့ဒီသာရိတံတော့ဓမေသူစိန်လေးငါဒုက္ခတိလက်တတိဓမ္မစာရိခုတရားကတိုးတိုးလေးပေါ့နေတယ်လူရင်းလေးကိုပြောတရားကျင့်တော့သူကိုတရားကပြန်ဆောင်တယ်ဘယ်ပုံဆောင်လဲဆန္ဒမှုကိုဆောင်တယ်သူများကိုမေတ္တာပေါ်တာဥပမာပြောမေတ္တာပေါ်တဲ့သူကအဲ့ဒီမေတ္တာကိုသူမျိုးချမ်းသာတယ်ကိုယ်လိုချမ်းသာတယ်မယုံကြည်မေတ္တာနဲ့သွားတဲ့ပုဂ္ဂိုလ်ခရီးသွားတဲ့အခါစိတ်ကိုမေတ္တာကြိုတင်ပို့သွားတယ်နောက်ကိုလည်းမေတ္တာပို့ထားခဲ့တယ်ပါဝိညာဉ်ကိုလည်းမေတ္တာပို့ခံရသွားတယ်ဘုန်းကြီးဥမာဘုန်းကြီးပို့တယ်ဆိုတော့ဘုန်းကြီးတို့ပြီးသူတို့ဒီမေတ္တာပို့တဲ့တဲ့တွေများပြန်ပါကြရည်တွေတွေ့နေကြတယ်လိုလာလေးလေးသားသားရှိကြတယ်အာတတိယဘုန်းကြီးမြန်မာပြည်ကျမ်းလာတော့တခါလေနေရည်နဲ့နေရတယ်သူမျိုးရင်းကြတယ်လို့ပဲနှမျိုးသူကတရားဣဒလည်းမဲ့ဂတိဂတိအာယေကအဘလအာလိတိအံဘောရမင်္ဂတာပြီးတော့ဘာလဲပြောရဒီကိုလည်းမကြာခဏလာပါတဲ့အရှင်ဘုရားပြန်သွားတာနှမျိုးတယ်ပေါ့လေမကြာခဏအရှင်ဘုရားဝင်ကြည့်နေခြင်းပါလေလို့အဲ့လိုပြောကြတယ်သူတို့ကလည်းသူတို့ဘာသာစကားနဲ့ဘုရားလည်းအတ္တဘရဝနဲ့ဒီကျဟန်တကယ်လေးအာယေကဘုရားလည်းတရားရှိတယ်ညတိုင်းနေကြနေတဲ့အခါစကားမတတ်လို့ပြက်ကိုဆက်နိုင်တဲ့အခါလာပါမယ်လို့ပြောတယ်အဲ့လိုပဲပြည့်သိစေရတယ်ဘယ်တိုက်ဒီသွားဘာလူမျိုးဆိုဘာမှရလို့ရှိဘူးဥပမာလူကြောက်ကရာမူးနေတယ်ဆိုတော့ရာမူးနေတဲ့လူကိုဘယ်နဲ့လုံးရမလို့အဲ့ဒါနီးသေးတယ်ရေမက်တာပေါ်နေတယ်ရေမက်တာပေါ်နေဆိုတာရှိတယ်ရေမက်တာပေါ်နေဆိုတာကလူကြောက်ကကိုရာမူးနေတယ်ဆိုတော့ရာမူးနေတဲ့လူကိုရေနဲ့ပတ်မက်တာပေါ်နေကရေခွက်ကလေးတစ်ခွက်တာတောင်းနေတယ်တရားဓမ္မရေတောင်းလို့လက်ခဲ့တာအဲ့ဒီလူကိုညီစုပြီးတော့လူမင်းတဲ့နေရာကကြောက်ခဲလေးအဲ့ဒီဝတ်တဲ့ကြောက်ခဲနေရာလို့ဒီတော့ကျုံတောင်းနေတောင်းလာခြင်းနေတယ်ဒါအဲ့ဒီလူတက်ကြီးလို့ဆိုတော့သူရဲ့စိတ်နှလုံးရေခဲလို့အေးပါဘူးဒါလည်းတကယ်အေးတယ်လို့ကျေနာကြည့်တယ်သူတို့ကဘုရားမမို့တော့ဘူးရက်သွားတော့အမှန်တည်းပြလို့ဖြစ်နေကြတာလေးရှိတယ်အမွေမှုလူရတာလေးရှိတယ်သူတို့တက်မကျေနေတန်းတန်းလေးရှိတယ်အကုန်လုံးပြေးလဲသွားတာတွေ့ရတယ်အဲ့ဒီလိုရလို့အကုန်လုံးရတယ်နာမဟုတ်သာဝတ္တမှာတခုဒီကြောင်းနေပါတယ်အိတ်တင်ကိုအိတ်ထားတဲ့လူကပြန်တရားဆိုလို့အမှုဖြစ်တာဒီတန်ယုံကြီးမှာအမှုဖြစ်ကြတာဒီအိမ်တွင်းရဲ့မပြေလည်မှုတွေရှိကြတာဒီအများကြီးရှိတယ်တန်ခါမစောနာကဓမ္မကြီးတယောက်ကဘုန်းကြီးကိုလျှောက်တယ်သူ့ယောက်ျားခင်မကတိုင်းအဆင့်တောင်းခဏမှရောက်နေတယ်သူဓမ္မရဲ့အိတ်တဲ့နေ့ကအိမ်မှာသားသမီးတွေကြောက်ထားလို့အိမ်မှာနေရတယ်သူနေတဲ့အိမ်အောက်ထပ်ကသူ့အတော်တို့မိသားစုနေကြတယ်သူယောက်ျားအရာကြီးချင်းအောင်သွားနေရတာသူကမိမသား
ကလေးတွေနဲ့နေရတော့အောက်ကအတော်ကသူ့စောင့်တော့ဆဲမင်းမတော်ဒီအောက်ကစောင့်တယ်မင်းမမခံရဘူးကြောက်ကြတယ်မတူသူ့နေတော့ကိုယ်အိမ်အောက်ကိုယ်အိမ်လည်းလာနေသေးတယ်အိမ်ငှားပြီးတော့အိတ်ကျတော့ဒီလိုအောက်ကစောင့်ဆဲတယ်ဒါခါကျနေအဲ့ရောက်ကြတော့တဲ့ခါကျဒီမှာမဟုတ်ဘူးသူကအဲ့ဒါမခံဘူးအဲ့ဒါစိတ်မချမ်းသာတယ်ဗျာတဲ့အဲ့ဒါဘယ်နဲ့လောက်ရမှာကြောက်မဲ့အလွယ်လေးတငါကြီးအဲ့ဒီငါကြီးနာမည်ပြောတော့ကျင်းတယ်ရုပ်ကလေးကိုစောင့်နေကြတယ်မတင်တာရင်းနေတဲ့ကဟောလူရင်းတော့ရတာကြောက်ခဲလေးကြောက်ခဲရလို့ဆိုတော့ကြောက်လေးတခုစောင့်နေအဲ့ဒါတော့ငါရေးတဲ့စာတင်တာစိတ်ကမှန်တာတော့ရေးတဲ့စာတင်တော့ရဲ့စိတ်နဲ့လို့ရေးတဲ့ကိုပြေးပါစေရေးတဲ့ပြေးပါစေသူကဘာမှဒုက္ခဖြစ်နေခြင်းနဲ့ဒေနာမရှိရဘူးဒုက္ခဖြစ်နေခြင်းနဲ့ဒေနာမရှိနဲ့သူ့ကိုဆန်းလာတော့ဒေနာတကယ်ရှိဘဝနိုင်မှသူ့ကိုဒေါသဖြစ်နေကိုဆုံးမှအဲ့ဒီလိုလားလို့အဲ့ဒီလိုပဲရေရဲချတင်တာနောက်တော့ပြောတယ်အဲ့ဒီရေရဲချတင်ရညာတာပြောဆက်ကျင်ကတကယ်တော့မဆဲတော့ဘူးမှနိုင်ပါပြီလောကကြီးကလာကြငါရေရဲတော့ကြည့်တယ်ဒီမှာငါကြမတာနဲ့အဲ့ဒါကိုရေရဲချတင်ကြတယ်အဲ့ဒါရေမတာပို့ပြီးတကူကတော့အိတ်ချင်းဟိုအိမ်ငါးတဲ့လူက30စာချုပ်ပြီးတော့30စာချုပ်ပြီးပြီစပြန်ရပါတော့သူကလိုပြောမလားလို့တရားဆွဲတာရောက်ကြတော့အမှုကြီးပြတဲ့နင်းနဲ့ရုံမှာတော့သူတို့ကစုပ်လာတယ်မရဘူးခရိုင်ကြီးရောက်တယ်ခရိုင်ကြီးရောက်တော့အိမ်ရှင်ကလည်းခရိုင်ဆိုမြို့ကဝေးကြီးရောက်သွားရမယ်သားကလည်းကိုမှရှင်းနေတာတွေငှားရအောင်လေဒုက္ခညာလိုက်တာကိုယ်အိမ်လာငှားနေတဲ့အိမ်ငှားကအိမ်ရှင်ကိုပြန်တရားဆွဲတယ်အဲ့ဒါမျိုးကကြားခဲ့တယ်တကယ်ကိုလူအကူခွေးယူကတုံးဆောင်ဆိုရတဲ့တကယ်ကိုလူအကူခွေးယူကတုံးဆောင်ငါးပြေကိုဆုံးလာကျူထိုးတဲ့ကောင်ဒီလိုကောင်လွတ်အောင်ဆောင်ရကြောင်ဝန်တောင်ကျွတ်က6ရောင်းပြန်ကာလာသိရပေါ်ကြည့်တယ်ကြောင်ဝန်တောင်ကျွတ်ကောင်းတယ်လို့လေအဲ့ဒီကိုအိမ်သားရပြန်တရားဆွဲအဲ့ဆရာတဲ့ခေကြီးကအဲ့တော့ဘယ်နဲ့လွတ်အောင်ပါလဲညာတပည့်တော်သင်္ကြန်လာရတာဝေရဲကုန်းလာပြီအတော်ဆွဲတဲ့လူပဲတဲ့ပြောတယ်အဲ့ဒါဘုန်းကြီးကစားနေရေးတယ်ဒါနဲ့အဲ့ဒီကတော့ဘုန်းကြီးနဲ့ရင်းနေပြီးဘူးလေဘုန်းကြီးကရေမက်တာပုံကြီးညွှန်ကြားလိုက်ရေမက်တာအဲ့ဒီအိမ်ငှားတဲ့လူရဲ့နာမည်ကဘယ်သူအဲ့နာမည်ကမိနာတဲ့ဗာမေသားတွေဘာတွေမလို့နာမည်ကပြောအဲ့ဒီဘုန်းကြီးနေပြီးမယ်လောက်ရမှာကကိုယ်တိုင်လောက်ရနေဘုန်းကြီးနေပေးလိုက်တယ်အဲ့ဒီရေမက်တာပုံကြီးဥမာသူ့အိမ်ငှားနေတဲ့လူကမောင်ဆောင်ထုံးဦးဆောင်ထုံးကသူ့ပြန်ပြဆွဲဦးဆောင်ထုံးအဲ့ဒီခုနပြောတဲ့ရေဝက်တက်တာဦးဆောင်ထုံးရေဝက်တက်ချတင်လိုက်ဥစ္စာထုံးရေလိုအေးပါဥစ္စာထုံးရဲ့စိတ်နှလုံးကိုယ်ကိုစိတ်နှလုံးကိုကြည့်ဥစ္စာထုံးစိတ်နှလုံးရေလိုအေးပါအဲ့ဒါဆရာတော်ကြီးကညွှန်ကြားတာလည်းဟုတ်တယ်တတိတော်လည်းရမှာဟုတ်ပါဘူးဆရာကြီးစိတ်နှလုံးကြီးကသူ့ကိုရေမက်ကပုတ်ရုံတော့ဒါနဲ့ကိုဆက်ခုတ်ပြလိုက်ခင်တော့ယောက်ျားတွေကိုဒါနဲ့တတိတော်လည်းရမှာမဟုတ်ဆိုတော့သူသမီးမင်းလည်းလုံးမဖြစ်မှာငါတော့ရမှာမဟုတ်ဘူးလို့သူသမီးကတော့ဥယျာဉ်ကြီးလည်းတောက်ဖို့တယ်ရိတ်တာတွေတော့တရားလည်းဆိုင်တယ်ဆိုရင်ကကိစ္စမရှိဘူးတရားတော်ကြီးညွှန်ကြားတဲ့ဒါသူလုပ်မယ်ဆိုတော့သူတည်းကအကျိုးရေမက်တာပို့လိုက်တယ်ဥစ္စာတော့ရေဝက်တဲ့ကြတင်တာလေဒီဝင်နေတဲ့နေရာကြောက်ကလေးမှမှန်နေဒီရေးသေးဒီကဘုရားရှင်ပေါ်မှာရေဝက်တဲ့ကြတင်တာသုံးရည်ကြီးတော့ပြောပြောင်းတာလေခွန်ကြီးကြတဲ့ခါကျတော့အဲ့ဒီပြန်တရားဆွဲတဲ့လူကထွက်ပြေးသွားခုလိုကြောက်ကဘာတော့ပေါ်မလာတော့ဆိုတော့အိမ်သားက3လကတော့ပေးလို့သွားဘူးလေဥမာ3လကရှုံးပေးနေရောအဲ့ဒါတခုနော်အဲ့လိုအများကြီးပဲပြီးတော့တခုရှိသေးတယ်အဲ့ဒါကကလေးမျိုးနဲ့တမှုဖြစ်တယ်ကလေးမျိုးကလူကကျွေးရပြန်ပြီးတယ်တမှုကမင်းချင်းတယ်ဟိုမိမကဝေမသေးဘူးအဲ့ကျွေးတောက်မရဘူးသူကမနေဘူး3သိန်းခွဲဝေ3သိန်းခွဲပေးမရဘူး3သိန်းခွဲကတောင်းလို့မရဘူး3သိန်းခွဲတောင်းမရလို့အဲ့ဒါအသိမချမ်းသာဖြစ်နေတယ်တဲ့အဲ့ဒါဟိုကျွေးပေးမဲ့လူနာမည်ရောကျွေးရမဲ့လူနာမည်ရောဆရာတော်ကြီးမေတ္တာပို့ပေးပါတယ်ဒါကဘုန်းကြီးကမေတ္တာကအဝိယကူညီရကာဝါချင်းကလုံနည်းကိုဘုန်းကြီးညွှန်ကြားတယ်တပြင်းကြီးမရရေမေတ္တာတော့ပို့ရေမေတ္တာပို့ဟိုကပေးရမယ့်သူကမတ်တင်ဝင်ပေးရမယ့်သူကမထားကြီးကမတ်တင်ဝင်ထံကကျွေး3သိန်းခွဲ3သိန်းဝဲရဖို့ရရေမက်တာပို့တယ်ဘုန်းကြီးပေးရရင်ကိုကြီးပေးမယ်လို့အဲ့ဒီရေမက်တာလည်းပို့တယ်သူကပထမတော့မယုတ်ဘူးနောက်တော့မဟုတ်ဘူးလို့လိုက်လဲရှိရစိတ်ထဲကတကယ်ပဲလိုက်လဲ
သေးတော့စေနာနဲ့ပြောင်းတော့ရတယ်ပထမတလားတော့မရဘူးနောက်တော့ဘုန်းကြီးပြောတဲ့အတိုင်းညွှန်ကြားရတယ်ဝေရလည်းပြန်ရပြန်တယ်စိတ်ကလည်းပြောင်းလာညှဉ်းညံ့လာတော့တကယ်လိုက်လိုက်လဲမေတ္တာပို့တာငွေ3သိန်းခွဲပြန်ရသွားတယ်အတားနော်ဒီလည်းတောင်းလို့ရတယ်ရံဆဲတဲ့မိမကြီးလည်းမဆဲဘူးတရားဆဲတဲ့လူလည်းပြောက်သွားတယ်အကုန်ရတယ်မှတ်တာဒီမေတ္တာပို့ပြီးအဲ့ဒါမိုးသူကိုကြောက်လို့ပြီးခေါ်တယ်မိုးသူကိုကြောက်လို့နောက်တစ်ခုကြည့်သေးတယ်အဲ့ဒါကဒါကတော့အဲ့ဒါကသူကအလို့ရခက်တယ်အိတ်ရှင်သမီးဘယ်လိုလဲအားကြီးဘယ်လိုလဲဘယ်နိုင်ဆိုင်ကောင်းပြီနဲ့ပြောလိုက်ပြောကြတယ်သူသမီးကရေရအစမပြေကြဘူးအရှင်မေရမင်းမကတွေ့ပြန်သွားတယ်သူပထမအိမ်တော်ကမဟုတ်ဒုတိယအိမ်တော်ပထမအိမ်တော်ကတေးသွားတယ်မဟုတ်ဆိုးဘူးနောက်အိမ်တော်ကြတယ်အိမ်တော်ကြတော့အဲ့ဒီမိန်းမကဘာစကားများကြတယ်မိန်းမကအိမ်ပြန်သွားတယ်လိုက်ခေါ်တာ3လရှိမရဘူးတဲ့အဲ့ဒါဘယ်နဲ့တော့မှမကြည့်ဘူးတဲ့ဒီလိုကသူ့ကိုစိတ်မပြတ်ဘူးတဲ့စိတ်မပြတ်ဘူးအဲ့ဒီမိန်းမကိုအိမ်ပြန်လာသေးတယ်နဲ့ဟိုကမိန်းမအိမ်ပြန်လာသေးတယ်နဲ့ငါမိန်းမကိုလက်ဆွဲပြီးတော့မိန်းမခေါ်ပြရမှာဘာလို့ပါလဲဘုန်းကြီးကဘာဆိုင်လို့လဲကြာတော့ဒီမေတ္တာပို့ပြပါတယ်အဲ့ဒါကြတော့မင်းမှားနေဒီကကြာတော့ဒီတော့ကြီးအဲ့ကြာတော့ဒီဘုန်းကြီးတွေကတော့မေတ္တာပို့တဲ့ကြာတယ်ဒီကြာတော့ဒီမေတ္တာပို့လို့ရှိရင်ရတယ်တကယ်ကပြောကြကြာတော့ဒီမေတ္တာပို့လို့ရတယ်ဆိုတော့သူမိမကပြောင်းသွားလာတာခေါ်ရင်6ခါရှိပြီခေါ်လို့မရဘူးလေမိမမလိုက်ဘူးတဲ့အဲ့ဒါကြာတော့ဒီဒေဝကြီးတွေပြောကြတော့ကြာတော့ဒီမေတ္တာပို့ပြီးလို့ရှိရင်ရတယ်ကြာတော့ဒီကဘယ်လိုမိတ်ဖြစ်လဲဆိုတော့မိမကမင်းကြီးပြန်လာခြင်းချင်းလားငါကကြားရဝင်မေတ္တာပို့ရမယ်မေတ္တာပို့တယ်ဆိုမေတ္တာပို့တဲ့ဒီကိုမေတ္တာပြန်လာကွာမိမငါမေတ္တာပို့ရမိမကတော့ဘုန်းကြီးကမေတ္တာပို့ပဲဆိုမိမကမိပြီးတော့လာမှာမဟုတ်ငါချက်နေမှာအဲ့ဒါနဲ့အဲ့ကြတော့ဒီလိုမပို့နေတော့ပြမှာပို့နေတော့ဒီမှာကဘုန်းကြီးတင်မှာတော့ကြောက်တာအဲ့ဒါမျိုးလည်းကျုံရသေးတယ်ဒါလို့ခါတိုင်းကမဆိုင်ရသွားရှိနေတော့ဖြစ်ဘူးအဲ့တော့ကာယကရှင်ကလောက်ရမယ်အဲ့ဒါမျိုးလည်းသိရသေးတယ်နောက်တစ်ခုရတာကြည့်ခဲ့တယ်အဲ့ဒါကသမီးနဲ့ဇနီးသူတို့အိမ်မှာအိမ်ပေါ်ဆိုပါတော့မိဘနဲ့ကလေးမလေးကဝိဇ္ဇာတယ်ဒီကလေးမလေးကအလွန်ရင်လိမ္မာရင်ကြီးရှိတယ်သူကလည်းလူနဲ့သမီးပြောက်ခဲ့တယ်ဒါလူနဲ့တယ်ဆိုပြီးတော့မိဘနဲ့ကလေးမလေးကဝိဇ္ဇာထားတယ်ကိုယ့်နဲ့သမီးကစဝိဇ္ဇာတယ်ကလေးမလေးသားလည်းတင်ပေးတယ်သူတို့အိမ်ကဝေယဝိဇ္ဇာအလုံးကောင်းတယ်ဒီကလေးမလေးကကလေးနဲ့မင်းတို့လက်ချက်လာတော့မနာလို့လာကြတယ်အိမ်ကဇနီးရောသမီးရောမလို့မနာလို့လာကြဒီကလေးမလေးကပြင်ထုတ်ပြရမယ်လို့ပြောနေအဲ့ဒီယောက်ျားကအစိုးရအရာရှိကတိုင်းရတဲ့ပြောင်းရှိတယ်အဲ့ဒါဘုန်းကြီးကြီးလာပြီးတော့အပူကတ်တယ်အဲ့လိုဖြစ်နေတာညာတဲ့တပည့်တော့အဲ့ဒါဆရာတော်ကြီးမေတ္တာပို့ပြပါဘုန်းကြီးကဘုန်းကြီးကိုတိုးပြကိုရောက်တော့မေတ္တာပို့မိမလေးမေတ္တာပို့ရမယ်ဆိုတဲ့ကဘုန်းကြီးလာမပြောကြဘူးမင်းတို့အဲ့ဒါဒီမှားကုန်မေတ္တာပို့ရမှာမင်းတို့ကပို့ရမေတ္တာလည်းမရဘူးမှန်ရဲ့အဲ့ဒါကြတော့ရေမေတ္တာပို့လိုက်ရေမေတ္တာပို့ရမှာဘယ်သူပို့ရမှာတော့မင်းသမီးနဲ့သမီးကရိုက်စားရတဲ့ဇနီးနဲ့သမီးကိုပို့တရားရှင်မောခုနပြောတဲ့အတိုင်းဒီဘက်ကလေးစောင့်အောင်တာဟောတာကမင်းဇနီးဟောတာကမင်းသမီးနာမည်နဲ့ပေါ့အဲ့ဒါနာမည်နဲ့သူတို့မျိုးကိုရေမေတ္တာပို့တယ်ပို့ရမှာမင်းကပို့ရမှာဘုရားကိုကြီးတယ်မေတ္တာပို့ရတယ်မင်း3လကုန်1လအတွက်ရတယ်တကယ်ကလည်းလိုက်တယ်တော့သိနေလို့ပါလို့ညွှန်ကြားလိုက်တယ်နောက်3လရဲ့အခုအခင်းလွှဲရမှာကြရတယ်ဒီပြီးတော့မိမရောသမီးရောပြရတယ်ဒီမွေးသားတဲ့ကောင်မလေးပြင်မထုတ်ပါနဲ့သူကပြောနေတယ်မတ်တာပြဘလောက်အောင်နေလဲအကုန်လုံးစိတ်တွေပြောကြောင်းသွားပြီအခုတော့သူတို့ကအချင်းချင်းတုတ်ပါလို့ဆိုတော့ကနားပြရလေညွှန်တဲ့လည်းပြည့်စည်သွားကြမှာမိပါမယ်အရွယ်လည်းတစ်လေးနဲ့ရတယ်ဦးလေးသွားထားရတယ်အခုတော့စိတ်ပြောကြောင်းကြလို့သူတို့ကအခုပြန်လို့ချင်းပြန်ခေါ်ပါတယ်ရတယ်နော်မေတ္တာရေမေတ္တာအာမေမုံပြောပြတာနမူနာတွေပြောပြတာပြောမလို့ဒါကြောင့်မို့မေတ္တာလောက်ကောင်းတော့အရာလောကမှာဘာမှမရှိဘူးနော်မေတ္တာတတ်တော့အနန္တရောမေတ္တာတတ်တော့အသိချင်းမေတ္တာလောက်ကောင်းတော့အရာဘာမှမရှိဘူးဒီပေါ်မှာဖြစ်တယ်ဒေါသစိတ်မာနစိတ်ဘာမှမထားနဲ့မေတ္တာစိတ်နဲ့ထားနေကြသဗ္ဗေတတ္တကမ္မတကကမ္မတ္တေဝိပဿတိသ
ခတ်သိမ်းကုန်တော့တတ္တာတတ္တဝါတို့ဒီကာမတတာကံသာလည်းကိုယ်ပဲဥစ္စာရှိကြကုန်၏ကံဆိုတာစိတ်ထဲကချမ်းသာတဲ့စေရနာအဲ့ဒါမနောကဥက္ကမြို့ပြီးတော့ကောင်းမှုကောင်းရာညွှန်ကြားတာအဲ့ဒါဝစီကံမက်တာကိုယ်ပြင်တားသမျှကိုကြီးဆောင်ရွက်ပေးတာအဲ့ဒါမနောကမက်တာမက်တာဒီကာယကံမက်တာဝစီကံမက်တာမနောကမက်တာသုံးမျိုးရှိတယ်အဲ့ဒါကံတရားတွေကိုယ်ပြီးတော့ကံတရားကိုယ်သာနဲ့ခံစားရတယ်သူများခံစားရမှာမဟုတ်ဘူးကံကောင်းတဲ့လူတွေဒီသူတို့ရဲ့စိတ်ရင်းစေနာကိုကောင်းလို့ကံကောင်းနေကြတာဖြစ်တယ်နော်စိတ်ကစိတ်ကြောင်ချစိတ်ရှင်းရှင်းချဆန္ဒအောင်နေပြီစိတ်ရှင်းရှင်းချနေရတဲ့လူဟာစိတ်ရှင်းဆိုဘယ်တော့မှမနေဘူးစိတ်ရှင်းရှင်းချနေရင်တော့ကောင်းသောချမ်းသာမှုဘာမှမရှိဘူးဒါဆန္ဒအောင်နေပြီဘုန်းကြီးစိတ်ရှင်းရှင်းချနေတယ်တခါကအလုတ်တွေအလုံးများပြီးတော့နေတော့တခါကဘုန်းကြီးကလုံနာကြီး3နာရီမှအိပ်ရတယ်အဲ့ဒါတွေကများလို့ဘုန်းကြီးချင်းစကားပြောကြတယ်ရှင်းမနဲ့တော့ဒီဆိုရခဏလေးအိပ်ကြတယ်ဘုန်းကြီးစောက်ကြတဲ့စကားကအဲ့ဒါဘုန်းကြီးကနောင်မြို့ဥစိတ်ရွှေနောက်တစ်ရက်မနေ့မိုးလင်းတော့ဥစိတ်ရွှေကပြောတယ်ဆရာတော်ကြီးအိပ်ဆိုခဏလေးပြောသွားတော့တာပဲဘုန်းကြီးကရဟန္တာအိပ်ပြီးအိပ်တာလို့ဘုန်းကြီးပြောလိုက်ရဟန္တာအိပ်ပြီးဆိုဘယ်လိုအိပ်တယ်လဲအဲ့ဒီစကားကိုပြောကြတယ်ရဟန္တာဘုန်းကြီးအမှန်ပဲဘုန်းကြီးရဟန္တာအိပ်ပြီးအိပ်ရဟန္တာအိပ်ပြီးရဟန္တာတို့ဒေါသမရှိဘူးမာနမရှိဘူးကြောက်ကြဖို့မရှိဘူးတောင်းတဖို့မရှိဘူးဘာမှသိရှင်းနေတာစိတ်ကကျနေတော့အိယာကောင်းကြလိုက်တယ်အိယာကိုကောင်းကြလိုက်တဲ့ဒီတဲ့တရားတစ်ခုကိုနှလုံးသွင်းအာနာပါနဖြစ်စီမေတ္တာဖြစ်စီဗုဒ္ဓနုတ္တိဖြစ်စီကိုနဲ့တဲ့တစ်ခုတရားနှလုံးသွင်းရင်အိပ်ကျော်တာခဏချင်းအိပ်ကျော်တာငါမနေ့ဘယ်အိပ်ရမယ်လို့စားတဲ့အချိန်ရှိအောင်တရားလို့ဒီအိပ်နဲ့အိပ်လို့လည်းရတယ်အဲ့ဒါရဟန္တာအိပ်ဒီကြောင့်လည်းကတော့ရောင်30လောက်တရားဝဲမှာဒီကြောင့်ဆက်ဟောခဲ့တယ်ရဟန္တာတို့ဒီပူပါမှုမရှိကြောက်ကြမှုမရှိကြောက်တာမရှိဒီနေ့လည်းဒီမှာလာမေးကြတယ်ဆရာတော်ကြီးကအဲ့လိုရပါရဲ့လားပါလာလာနေကြတယ်ဘာမရလို့ရှိဘူးဘုရားရဟန္တာအိမ်ကြီးအိမ်ဘယ်လိုတော့ရဟန္တာအိမ်ကြီးအိမ်ကြရဟန္တာအိမ်ကြီးဆိုတာပူပါမှုကြောက်ကြမှုမရှိဘူးအဲ့ဒါတော့ကောင်းကြလိုက်တယ်ဘုရားအိမ်ကြီးကတတ်တာလောကကြီးချုပ်ပြီးတော့မတ္တဆန်းလိုက်တယ်မတ္တဆန်းတဲ့စိတ်ကြီးကြီးလင်းသွားတယ်ကြီးလင်းပြီးတော့နောက်ဆုံးကျတော့အာနာပါနနှလုံးသွင်းလာတယ်အာနာပါနကိုဆက်လေဝင်တယ်အာနာပါနနှလုံးသွင်းအိပ်ကျော်သွားတယ်ငါမနေ့3နာရီထားမယ်ဆို3နာရီလို့တာပဲဘုရားတောင်းပန်မှလည်းတော့မနေ့3နာရီထားတယ်3နာရီထားပြီးတော့မနေ့စာရေး3နာရီထားပြီးစာရေးတပိတ်နေစာရေးကအခြေပြုနေရတယ်ဘုန်းကြီးကိုနေတဲ့နေရာဆိုတောကြီးတဲ့တောင်ကြီးပေါ်ကတော့ကြီးတဲ့မှနေတာဆက်ဖို့မရှိဘူးတောကြီးကတပြေးနဲ့ညက်လာတယ်ပါဝင်ရဲ့တပိတ်နေမခေါ်ဘူးတပိတ်ကြီးမြင့်မြင့်လာတယ်ဘာကြောင့်ကနေကြည့်ရွာမမြင်အောင်ရွာကနေဘုန်းကြီးကြောင့်မမြင်အောင်ဒီလိုတော့ရဲမှနေတယ်ဒါအားကြောင့်ဒီလိုတောကြီးတဲ့နေခြင်းတဲ့တော့လူတွေတင်းုံလုံးတွေမှာကြောက်တော့တယ်လာနေတာကလမ်းမြို့နဲ့နေလို့မြို့တွေခတ်လာမလို့မြို့တွေရှက်မှန်ဝေးတယ်အခုတော့မရတော့ဒီတောကြီးတွေကိုလိုက်နေရတာဆက်လို့မရှိဘူးဘောရခါကျဘုရားဆရာတော်ကြီးကဆက်ဖို့တခုဆွဲပြရတယ်ဆရာတော်ကြောက်သွားတယ်မလုံနဲ့မသိမချင်းမချမ်းနေကြလို့တော့ရဲလာနေတာပဲဘာဆက်ဖို့ဆွဲရမှာလဲဆက်ဖို့တဲ့များတွေကဆွဲကြတယ်ဘယ်လိုသွားရမြားတွေဘာကြီးကြလို့ရှိကြတယ်တော့ရအောင်ဘုန်းကြီးလုံးမဟုတ်ဘူးဘာဆက်ဖို့မှမဆွဲရတခါကတော့အခါလာအရာရှိတွေကဆရာတော်ကမဆွဲတော့ဆိုပြီးတော့ဆက်ဖို့ငယ်ငယ်လေးတော့ဆွဲဖို့ဆွဲမှာဆိုပြီးတော့ကျောင်းသွားရေးဆက်ဖို့ရေးလာခဲ့သူရေးတာတဲ့ဆက်ဖို့ကတူးချမ်းတော့ဟုတ်ပါဘူးဆရာတော်ကြီးတော့ရကြအောင်တဲ့ဒါလေးရေးတာသစ်ပင်ဆွဲထားတယ်တစ်နှစ်လောက်ခံတယ်နောက်ချင်းတွေကအိမ်မိုးရိုရပါကြလို့ဆိုရင်ယူတာလည်းမရှာကြရလို့ဆက်လကလေးကအဲ့လိုပါဆိုအိမ်မိုးရပေါ်အားအောင်လို့ယူကြရတာပျောက်သွားတယ်ဆက်ဖို့ပဲသူကဓာတော်မှတော့ကြတဲ့လိုက်ရှားလာကြတယ်အခုတော့ပိုဆိုးလာတယ်ဘယ်ကမှအဲ့ဒါပြောက်ကျောင်းဘုန်းကြီးကျောင်းကြီးကားလမ်းကလည်းပေါက်ထားတယ်ဩဘုန်းကြီးကျောင်းမှာလူပြင်းတဲ့ဥဒိကရဲ့ဒီဘက်ကကားလာကြားရပြီဒီချိုးမဲ့တဲ့ဟောအဲ့ဒါရောက်ဝင်ထိုင်ကြသွန်းသားမဲ့တဲ့အဲ့တွေကဝင်ထိုင်ကြစာရေးကောင်းနေတော့အဲ့တွေကဝင်ထိုင်ကြအနောက်ကျက်တွေအလွန်များတယ်ဒါမို့ရဟန္တာပုဂ္ဂိုလ်တွေများရဟန္တာပုဂ္ဂိုလ်လို့မပြောတာပရိသတ်တွေကစောင့်ပရိသတ်ကြီးကြောက်လုံးလို့အဲ့ဒီကြောက်ကိုပုံစံပြောကြရတယ်ဒီခက်ကဒီလိုအခုပြောလို့ရဆိုလို့ရကမေတ္တာတရားနော်မေတ္တာတရားရဲ့ဆန်းလာအောင်နေကိုယ်လည်းချမ်းသာတယ်အများချမ်းသာလောကကြီးမေတ္တာတော့ကောင်းတော့ရဘာမှမဟုတ်ဘုန်းကြီးမြန်မာပြည်မေတ္တာနဲ့ဥစ္စာတယ်ခုအနောက်နိုင်ငံသွားတယ်အဲ့ဒီမေတ္တာတော့ဥရောပတိုက်ကခြံပြီးတော့ဘုန်းကြီးမေတ္တာတွေလွတ်ထားတယ်လောကကြီးကုန်ချမ်းသာနေရမယ်
နာမသဗ္ဗေသတ္တကမ္မတကသမ္မံတတေဝိပစ္စတိသဗ္ဗေခတိယံသောတတ္တတတ္တဝါတို့သည်ကာမတကကာမလင်ကိုယ်ပဲဥစ္စာရှိကြကုန်၏ကမ္မံကံတရားသည်တတ္တေတတ္တဝါတို့ကိုဝိပစ္စတိအကျိုးကိုဖြစ်စေ၏ကံတရားကအကျိုးကိုဖြစ်စေတာကောင်းကျိုးသတ်တာမင်္ဂလာနဲ့ပြည့်စုံပါနော်ဒီအကြောင်းနဲ့ဆက်လို့အများကြီးပဲလူများကအားကိုးကြတယ်ဘုန်းကြီးဘေးရွက်ပြီးပြင်ရတယ်မိလောင်တဲ့မြို့တွေဘုန်းကြီးပြင်တော့ပြင်းလာကြတယ်ကျောင်းမျိုးကြီးအလုံးမိလောင်တဲ့မြို့ဘုရားပဲမိလောင်ဒီရက်ပဲမိလောင်တနာလုံးလို့ဘုန်းကြီးတလေးကကြီးတိုင်းကပြန်လာတော့ဘုန်းကြီးပြန်လာတဲ့နေ့ကိုရန်ကုန်မြို့ကြီးစနေရမိလောင်ဘုန်းကြီးတို့တွေကသာမိမလောင်တော့သူတို့ကဒီကြားတော်ကြီးဘေးရွက်လို့ရှိရင်မိမလောင်ဘူးလို့သိကြတော့ရန်ကုန်သားတွေကကြားတော်ကြီးဗျာရန်ကုန်မြို့ကြီးကလူကြီးကထူထပ်ပါပြီနဲ့မိတွေကလောင်းနေအလုံးဒုက္ခရောက်ပါတယ်ရန်ကုန်မြို့ကြီးလေးကအောင်ဆောက်ရပြတော်မူပါလို့ကြောက်တယ်ကြောက်ပြီးတော့ဘယ်လိုလုပ်နေတယ်လဲဆိုတော့ပထမစပြီးတော့ရန်ကုန်မြို့ကြီးတစ်မျိုးလုံးချုံနေအောင်လုပ်တယ်ဘိုးမိသားရှင်ကြီးအပေါ်ကတက်ပြီးတော့ဘေးရောက်ခိုင်းရန်ကုန်သားတွေကတညံခိုင်းရမယ်ဆိုအဲ့ဒီဒီလိုရလာပြီးဘုံမိသားရှင်ကြီးအပေါ်တက်ပြီးတော့ဘုန်းကြီးတက်လိုက်ရတာဒီစိတ်စိတ်ရပြီးတော့ခါပြောရဲဘုန်းကြီးခိုင်းလို့ရတယ်သူသိထားနောက်တစ်ချိန်ကြောက်နောက်တစ်ချိန်ရှင်းရအောင်ပါဗျာနောက်တစ်ချိန်ရှင်းရအောင်ပါဗျာဒီကအပေါ်ရောက်တဲ့ခါကျတော့ဒီဘုန်းကြီးကမောင်းပြဖို့ခဏလဲလျောင်းဖို့အိမ်ရောက်လည်းကျင်ထားတယ်ခေါင်းအုပ်ဒီပါးလေးနဲ့ပြီးတော့အနံထိုင်ဖို့ရလည်းတော်တော်ကြီးကျင်းလို့ပဲတိုင်နေတယ်အဲဒီအမောဒီသားကြီးကလက်ဖက်ရည်ဝဲရချလို့အဲ့ဒါလေးနဲ့ပြူပြီးတော့ဘုန်းကြီးကိုခိုင်းရတာဘုရားကြည့်တာပြီးတော့လည်းတနာလာမယ်နေပြီးတော့ခွင့်ကြိတ်တော့တက်ခဲ့ရကျက်လိုက်ရတာဒုတွေကိုတုံးအဲ့ဒီကပြီးတဲ့ခါကျတော့မြို့ရောက်ရောက်ပြီးပြောဒကာကြီးတွေကတနေ့ပြောတယ်ဆရာတို့ကျေးဇူးရှိပါတယ်ဗျာတဲ့အရင်ကတည်းကဒီချိန်ဆိုလို့ရှိရင်ဒကာရဲ့မိသားသားတွေမိလောင်တော့ကိုပြည့်စည်ပြည့်နဲ့မိသားသားတွေကမောင်းသွားတဲ့ခလိုင်းတန်းလေးကိုညံ့သူညောင်ကြားကိုဆရာတော်ရောက်လာတဲ့ဒီချိန်မှာမိသားသားတွေသွားတဲ့ခလိုင်းတန်းလေးကိုကြားတော့အလုံးကျေးဇူးရှိပါတယ်အဲ့လိုညှောက်ဖတ်တော့ခိုင်းနေတာဘုရားကဒီရောက်တဲ့နေရာကိုရန်ကုန်အကြောက်ကိုနေရာကြတယ်။နောက်ဘုရားအဲ့ဒီရောက်တဲ့ရုပ်ပြီးတဲ့နောက်မှာမိလောင်တဲ့နေရာရှိသေးတယ်။အဲ့ဒီလောင်တဲ့နေရာတည်းနဲ့နာကြည့်တော့လောင်ရင်းနဲ့အနောက်ရောက်တော့တော်လောက်သွား။အဲ့ဒီနေရာကဘုရားသိတော်ပဲ။ဆိုတော့လူတွေကလည်းထိုင်နေခတ်တိုင်းနေပြီးတော့ဟိုဘက်ကမြောက်ကလာအပြင်ဘက်ကတော့တန်လန်းရအပြင်ဘက်ကမျိုးစီးရဲ့ဒီဘက်ကအဲ့ဒီမှာလောင်သွားတယ်။မိကလည်းဆရာတော်ကြီးပြေးကြလို့တကောချက်ချက်ချက်တယ်။သူပြေးချင်တဲ့နေရာကိုလိုက်ကိုလောင်တယ်ဆိုတဲ့သဘောဖြစ်လူကြီးကလည်းညံ့ဘို့လူတွေကတမ်းဖို့လူလောက်ကဆိုတာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တို့ကဆဲတောင်းပြီးတော့ပြောနေပြီးနေမှာကြော်ကားပြတယ်။ဒါကြောင့်မို့ခွန်ကြီးကတော့တတ်နေတယ်အသက်80အိုးသမီးလို့ကိုယ်စိတ်လည်းရှင်းနေထားတယ်။ကိုယ်စိတ်ရှင်းနေထားပြီးကိုယ်ကြမ်းမာရေးပုဂ္ဂိုလ်ကိုပြုတော့ကိုဒီလူကြီးဆက်လာလူမျိုးကိုရှင်းရဖို့တနာလုံးတော့အဲ့လိုမသိတာလေးသိပါသေးတော့ဒုက္ခမရောက်တာလားမရောက်ပါသေးနဲ့ကြာရှင်းရဖို့ကသမင်းလာတာဒီကြောက်ရတဲ့လို့ပြောရအောင်မယ်အခုပေးရတော့မယ်နော်ပေးရတော့ပေးရရဲ့ချုပ်ကျေးဇူးကဒီမျိုးကိုကချုံရွတ်လို့ရတနေရာတွေကချုံရွတ်လို့ဘုန်းကြီးတစ်ခါကအောင်လာမျိုးရောက်သွားတယ်အောင်လာမျိုးမြို့နယ်ကဒီလိုမျိုးဗျာနေရာကြီးတက်လို့ရှိရင်ဘုန်းရောက်တော့မေးလောင်ဒီရောက်ကမေးလောင်မေးကြောက်ရပါဆရာတော်ကြီးကြောက်ရောက်လာတယ်ဒီလိုမျိုးမေးရတယ်ခင်းအောင်ဆောက်ရပေးပါတဲ့ဖြစ်နိုင်လို့ရှိရင်တမျိုးလုံးချုံရွတ်ပေးပါလို့ပြောတယ်ဖြစ်ပါတယ်လို့တက်တော်တဲ့နေရာကပယောတွေချလာနေတဲ့လူတွေကကြားနာကြသေးနာကြပေါ့ဒီလိုလုံးချုံရောက်ခဲ့မယ်လို့သိရရုံနဲ့ဆိုအကျုပ်ပေးတယ်နောက်တော့ပြီးသွားတော့နေနေမှုကကြောက်တယ်ဒီနေ့ကဆရာတော်ကြီးဘေးရထားခဲ့တဲ့ဒီလိုအောင်လာမျိုးဘယ်ရောက်ကမှမင်းလောင်တော့ဒီလိုလုံးလုံသွားတယ်နောက်သုဒ္ဓရာရောက်သွားတယ်သုဒ္ဓရာမှာတောင်းကြီးဆွေဆိုင်ကတကာကဒီလိုလိုမျိုးဗျာဈေးကြီးမင်းလောင်ဆရာတော်ကြီးဈေးကြီးတော့ဈေးကျပေးခဲ့ပါသူကဈေးတဲ့ဆွေဆိုင်ဖွင့်နေတယ်ဟုတ်မယ်အဲ့တော့ကောင်းပြီဒေဒီဟိုလောက်တဲ့ကျန်တဲ့ဒေဒီရပါမယ်ဒေဒီဒေတာလေးကြောက်မှလည်းဒီလိုဆိုင်ခိုင်းပြီးကြောက်မယ်ဥစ္စာမှာလည်းအပြည့်ထားတယ်ဘုရားကလူတွေလေးမျိုးဒီလိုလာလို့တဲ့ဒီဥစ္စာကလည်းတော့မပေးကြဘူးဘုရားပေးရတာလည်းမိတော့ဘယ်တော့မှမရှိအဲ့ဒါသူမနေ့ကလည်းတင်နေကြတယ်
30 လားဆိုလားအဲ့မှာမိတော့ကအဲ့ဒီနာဘုန်းကြီးပေးရတယ်ဒေါက်တာညီကိုတော့အိမ်မှာမလောက်ဘူးသူတို့တိုက်မှာပဲအကုန်လုံးဆက်သွားတယ်အဲ့ဒါအားဟောကြတယ်အဲ့ဒီကြောင့်လည်းလို့မနေ့ကတော့မန်းလေးမျိုးကြီးပဲတုတ်တင်တယ်လို့ကိုရောက်တော့တော်တော်နှံ့နှံ့ပဲကြွတယ်ဒါပေမဲ့လူတို့ရဲ့အာဟုသောကံလည်းသူ့ရတယ်ကြည်သေးတယ်သူ့ကြတဲ့လောင်လေးတယ်လောင်တဲ့လူတွေကဘုန်းကြီးပေးပြီးပြလဲထားလို့ပေးပြီးပြလဲထားတယ်မလောက်ဘူးအဲ့ဒါလက်ပြမနေ့ကတောင်တော်ရွာအစ်ဘက်ကမန်းလေးမျိုးအစ်ဘက်ကပြီးလောက်အဲ့ဒီတောင်တလေးတိုင်းမှာဘုန်းကြီးပေးရတယ်ပေးရတဲ့ကပေးနာတရားနာလာတဲ့လူတွေကပေးပြီးပြလဲလေးတွေယူလာကြတယ်သူတို့အိမ်ပေါ်အိမ်နဲ့ပေးပြီးပြလဲလေးတင်ထားကြတယ်ပေးပြီးပြလဲတင်ထားတဲ့အိမ်တွေဘယ်မှမလောက်အကုန်လုံးပြီးတော့အဲ့ဒါလက်ပြဒီအခုမိလောက်ရတဲ့တရားအိမ်လူရက်ွက်လက်ပြတော့ပေးနာတယ်လည်းမရှိဘူးအိမ်ပေါ်ပေးပြီးပြလဲလည်းမရှိဘူးအဲ့ဒီအိမ်လာပြီးတော့မိတွေလောက်တဲ့ကတရားကဆောက်လိုက်နေတယ်ဒီကတော့မိတွေလာတဲ့ကဒီလိုရက်ွက်တွေမလာအောင်လို့ဆရာတော်ကြီးပေးတာတဲ့အေးတန်ဖိုးနဲ့ကိုဒီနေဆက်ပြီးဒီတွေကမကြတယ်အဲ့ဒီပကြရက်တွေလည်းမလောက်တော့ဘူးရက်ွက်တော့လည်းသူ့ရှာရပြောတယ်ဘုန်းကြီးဆွဲလာတဲ့တရားကိုသူအရမကြည့်တာဖြစ်တယ်သူကတရားအစားအဲ့ဒီတရားကိုအောင်ချက်ထားရရတယ်သိမယ်လို့ပြောတာဘုရားကမိတွေကလေးနဲ့ဝုန်းလာတို့ဒီမိတွေလာတော့မှဆိုတော့ဘုန်းကြီးကတရားကြီးတွန်းပြီးတော့တက်တင်လိုက်ကျမ်းလို့တရားကြီးတွန်းကြရတဲ့နေရာကမိတွေကသူတို့ရမလာတော့ဘုရားပြန်သွားတယ်အဲ့ဒါဆရာတော်ကြီးရဲ့တရားကမိတွေကာကွယ်တာဆိုတော့အဲ့ဒီတရားကြီးသူရပြရတယ်ညာရပြရတယ်နဲ့အမှုမဲလိုက်ကြတယ်နောက်တော့ဒီလိုကစစ်တော်ကလည်းလည်းကတော့ဆုတ်ဆုတ်ရတာတဲ့တရားလည်းလုံးကြောင်ရအဲ့ဒီဦးလေးရောပါတယ်လူတွေကဒီလိုပဲဘုန်းကြီးဒီစာရီတွေဆရာတော်ကြီးတရားဒီလိုဘယ်လိုဒုက္ခရောက်နေလို့မေတ္တာပို့ပေးတော်မူပါဘယ်သူကနေမကောင်းတော့မေတ္တာပို့ပဲသူတို့မေတ္တာတော့ကိုယ်ချင်းလက်ကြောက်တယ်အဲ့ဒီစာရီကိုဖတ်ပြတော့အရာကြီးပြောက်ကဟောတယ်လေတကားကြီးစာရီလာလိုက်တာသူကစာရီတောင်းသုံးကောင်နဲ့ဖတ်ပြလူတွေအထုံမားနေကြတယ်ဘုရားမေတ္တာကအလကားကောင်းလို့နေတာကိုယ်ကမေတ္တာပို့တယ်အဲ့ဒါအထုံမားတယ်အဲ့ဒါဘုရားနေပြနေတာကိုပေးရပြောမယ်ဒီပေးရပလဲအိမ်နဲ့ခါကြဒီပေးရပလဲအကျိုးအားလေးတင်ထူးခြားဖို့အခုပေးရကိုပြောမယ်ပေးရကိုပြောလာတဲ့အခုကပြောရအောင်ပေးရပြီးတော့ဒီပလဲကိုလည်းစယူကြတော့တချို့နေရာလည်းခါလဲကျွတ်လိုက်ကြဒါတော့ပြုတ်ထောက်ဆောင်တော့အဲ့လိုမျိုးလည်းကျွတ်ရရတယ်သူဟာယူကြတယ်ငါယူကြတယ်ညာဆိုတော့နောက်ရတောင်ပြီးရောအဲ့လိုမျိုးလည်းကျွတ်တယ်ဘယ်လိုမှတားမရလို့ဒါကလည်းရုပ်ဒုက္ခနဲ့ပြီးသွားရတဲ့နေရာလည်းမြင်ရဘူးတဲ့အဲ့တော့ဒီသာကုန်မျိုးကတော့အဲ့လိုမဖြစ်အောင်ဒီတရားဝဲကျပါတဲ့လူကြီးလုပ်တဲ့လူကတယောက်တစ်ယောက်ကိုခေါ်ပေးပါပြီးမှခေါ်ပေးနဲ့ကိုယ့်အကိုယူပါသေးတယ်ခေါ်ပေးတဲ့ကလည်းဒိဋ္ဌာရနဲ့စပေးပါအဲ့ဒါမှဖြစ်တယ်အဲ့ဒီလိုလုပ်ကြနော်ဒါရှင်းတော်ကြီးကိုပေးရုံဒီပေးရကဘယ်လောက်ကြောင်အကျိုးကျေးဇူးများတယ်လဲဆိုရင်ဝိပဿနာကိုမြင်သိခတ်လို့ရတယ်ဝိရယောဂကြည့်လို့ရှိရင်ဒီဘေးကြီးလည်းလည်းတော့ကေသာယောဂကြောက်ကေသာယောဂအမေရိကန်ပြည်ကကြောင်နေတော့ကုလို့မရဘူးဘုန်းကြီးဘေးကြီးကြောက်ပြီးကေသာယောဂကြီးကြောက်သွားကြတယ်ကြောင်နေကုကြမလို့တော့သိဖို့သင်စားပြီးတော့အမျိုးသမီးများတက်တဲ့သားများကေသာသားရင်ကေသာကိုကြောက်သားရင်ကေသာနှလုံးကေသာအသေးကေသာကိုကြောက်ပြန်နှလုံးယောဂကြောက်ကြောက်ကယောဂကြောက်တယ်တရားရင်တရားကြောက်ကယောဂဖြစ်လို့ကိုယ်ကိုယ်ကိုယ်နဲ့ဘုန်းကြီးဘေးကြီးကြောက်တော့ရကြတော့ကြောက်တာကြည့်တော့ကြောင်သားမှလည်းကြောက်ကလည်းကောင်းတယ်အားလုံးကောင်းတယ်ဒါလို့ဘုန်းကြီးဘုရားကသူများနဲ့နိုင်ငံထုတ်တဲ့ဖြစ်တဲ့ဖြစ်တယ်အကယ်၍အမေရိကန်နိုင်ငံရောက်မယ်ဆိုတော့ဘယ်နဲ့ဝမ်းတော်လာနဲ့ရောက်တော့တန်းတဲ့တကယ်ကြီးကျမသိတာလေအဲဒီဒီလေးကပွားလို့ရတယ်ဒီလိုတကယ်ပွားလို့ရတယ်အားဆက်တာလို့ကြတယ်ပရင်းညာနာဆက်တယ်လက်ဆက်ပွားပြီးရောက်တယ်ဘယ်နဲ့ဝမ်းတော်လာနဲ့ဝေတန်းကတော့ခလာလေးဒေါ်လာ1000တော့အလွယ်လေးရအဲ့ဒါသူများနိုင်ငံရဲ့ဘုန်းကြီးတို့ကဒါရတယ်နော်မြန်မာပြည်မှာဒီလိုပုဂ္ဂိုလ်လည်းရှိရဘုန်းကြီးကျပြောကြတယ်ဆရာတော်ကြီးသင်္ကြန်လိုပုဂ္ဂိုလ်မြန်မာပြည်ရှားပါလေဘုန်းကြီးကတတိတယ်လည်းလောက်ကြလာလာလို့ပြောပါတယ်ဒါဒီနေ့အခုပေးရတော့တို့ပြုရတဲ့ကုသိုလ်တွေရှိတယ်ကုသိုလ်တွေနဲ့စပြီးတော့တရားရင်ဘုန်းချုပ်ကလေးဆိုပြတယ်သင်္ကန်းရှူကြတယ်သွန်ပိုးကြတယ်ငါးပါးသီလထိုင်ဆောက်တည်ကြတယ်တရားသံဃာယရနာရှိကိုကြတယ်ဤသို့ပေါင်းအထူးသဖြင့်ကုသိုလ်ဒါနတို့ကိုပြုရတော့ကုသိုလ်ကံစေရနာဘုရားတရားသံဃာယရနာမြတ်သုံးပါးတို့ရှိဖို့ကုသိုလ်အချင်းပနာမကုသိုလ်ကံစေရနာသင်္ကန်းစပြီးတော့ဒါတဘဝတ္ထုဒုရရတဲ့ဒါနကုသိုလ်ကံစေရနာဟောကြားပြတာတော့တရားတော်များကိုနာကြားရုပ်တော့ဓမ္မသဝနာကုသိုလ်ကံစေရနာ
ဤသို့ဘောများများသောကုသိုလ်ကံစေနာတို့ကြောင့်အဖန်တလဲလဲအပေါ်ရအဖန်တလဲလဲမနာရအဖန်တလဲလဲမသေးရအဖန်တလဲလဲပရိသန်နေမနေရဖြစ်သောတရားပစ္စည်းကဗုဒ္ဓရာနာရှင်မြတ်တို့၏ကြောင်းမွေးလျော်စံပြောရဖြစ်သောနိဗ္ဗာန်ရှင်ကြီးမြတ်သို့အကျဉ်းတို့တို့ဤသို့သောကောင်းမှုတို့ကြောင့်ရောက်ရပါလို့သောဥယျာဉ်သူတောင်းရကုန်တောင်းလို့ဆိုတိုင်းပြည့်စုံရစေကုန်တည်းသေရည်တဲ့ဘေးရည်တဲ့ချက်ရတာကြီးချက်ထားစတာကြဝေဝါးတဲ့ဒီလိုချက်ဖြစ်လာတာတိုင်းပြကိုကိုပြန်ကြ။ဒါဘေးရည်ဝေဝါးဖြစ်တယ်ခုမှတာတော့ဘေးရည်ပဲစားရတယ်နော်။ဟိုလောကတော့ကြနမများပေါင်းလို့တရားနာလာကြဘုံတော်တော်ကောင်းတာတောင်းတောင်းတာပေါင်းလူကောင်းတာရောက်ကောင်းတာပေါင်းယောဂတို့ဘုံတို့အာကာသတို့နာပေါင်းလို့တရားနာလာကြဘုံတော်ရေကောင်းတာရေကောင်းတာဘာဝနာတော်ကောင်းတာသမုဒ္ဒရာကောင်းတာဝလာအတ္တနာပစ္စုနာသတုလောကဘာဝနာတရားဓမ္မအတူရာဓမ္မအစရှိသောနတ်ဓမ္မပေါင်းတို့တရားနာလာကြဘုံတော်ငကားရုံဘုံရခိုင်အစရှိသောဥပဒကပေါင်းတို့တရားနာလာကြဘုံတော်ဝိဇ္ဇာသောတိတပတိအစရှိသောသူတော်ပေါင်းတို့တရားနာလာကြဘုံတော်အိုလူပေါင်းနာပေါင်းအပေလေးပါးတတဝါပေါင်းတို့တရားနာရန်ဖိတ်ခေါ်ပါသည်အကျဉ်းတို့ဒီဝိနည်းများစွာတတဝါတို့ချမ်းသာမှုကိုရှင်းချုပ်ရပေါင်းရသောစိတ်စေနာဖြင့်တတဝါများစွာဘုရားရှင်ကြီးဟောကြားတော်မူခဲ့သည်တကားသားရဲ့ဘုရားထိုက်တာလေးအလွန်တရားကြားရနားရရဲလာသွားတော့သတ္တဗအတ္တာခဘာသာဝိယဖပရိသေဝဘုရားကောင်းမှုရိုသေစွာနာကြားကြကုန်လောအခုပထမဆုံးဘုန်းကြီးတောတောင်နဲ့နေတဲ့အခါတောတောင်ကတောင်ကောင်းကတွေဖိတ်ခေါ်ပြီးတော့ဒီနေ့သုံးချိန်ဟောနေကြနတ်တွေဟောတဲ့တရားအရင်ဆိုပြတယ်ဒေဝမဟာရာဇာသဗ္ဗေဟောတိသမာဂမောသံဃံပါဠိတိတံဂတိနာသဗ္ဗေဘုသံဃမောသဗ္ဗေရေဝသမာဒေတာသဗ္ဗေပုဗ္ဗေတသံဃဝံတတံသတ္တမမညာယတေယောဟောတိနပတိယောဒီရန်ဒီဝေရရာဇာတာသုစိတ်တာအတောတရိရမိဇရံဥပေတိတတိသသမဏဇရံဥပေတိတံတော်အဝေသဗ္ဗေဘဝေတယံဤနဗေသဒိုရေပထဝေသဒိုရေပါဠံသမုဒ္ဒတတရာဟုဒိုရေတရောအဝေဒိုရတရံဝလာတိတတိသသမအတတိသရာဇဒိဋ္ဌိဝမဟာလာဇာသဗ္ဗေဟောတိသမာဂမောဘာနံပါဠိတိတံဂတိနာသဗ္ဗေဘုသံဃမောသဗ္ဗေရေဝသမာဒေတာသဗ္ဗေပုဗ္ဗေတသံဃဝံတတံသတ္တမမညာယတေယောဟောတိနပတိယောဒီရန်ဒီဝေရာဇာတာသုစိတ်တာအတောတရိယာမိဇရံဥပိတိတတိသဓမ္မောနဇရံဥပိတိတံတော်ဝေသဗ္ဗေဘဝေတယံတိနဗေသဒိုရေပထဝေသဒိုရေပါဠံသမုဒ္ဒတတရာဟုဒိုရေတရောအဝေဒိုရတရံဝလာတိတတိသသမအတတိသရာဇသမန္တာသကဝါလေတုအတ္တရာကိသံတုဒေဝတာသတ္တမမုနိရာသတ္တသုဏံတုသက္ကမဂ္ဂတံဓမ္မတဝနာကာလောအယံပရန္တာဓမ္မတဝနာကာလောအယံပရန္တာဓမ္မတဝနာကာလောအယံပရန္တာနမောတတ္တဗဂဝတောရတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောရတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောရတောသမ္မာသမ္ဗုဒ္ဓတ္တယေတန္တာတန္တစိတ်ဓာတိတရဏတရဏဧတလောကံတရေဝဘုံမာသဒေဝဂုဏကဏကဏပြဝတ္တသဗ္ဗကာလံဣတိအာယတုဒေဝပရကဏကမယေမေရုရာဇေဝတံတော်ကယေတုမုနိဝရဝေသနံသောတုမေကသမကသာဓုတုသကဝါလေတုယကတိဝါသပြမနောယံမေဟိကတံဘုံယံသဗ္ဗသံပတိတာရကံသဗ္ဗေတံလူမောရိတောသမကသာရဏိရတပမတ္တဂိတဝရုအာရကသုဝိတေတတောသာသနာတ္တလောကတဝတိဘဝတုတ္တဗရာသာသနာပိစ္ဆလောကေသဒေဝရကံတုတ္တဗရာသာဒေဝန္တုသုကိတ္တပိပရိဝါရိအတနောနိဂါသုနာဝေဝသာသဗေညာတိတိသာသတောဝါသောရတောဝါမနုဿတောဝါအမနုဿတောဝါသေကိတောဝါဥဒကတောဝါဣသသတောဝါခန္ဓုကတောဝါခန္ဓကတောဝါနကတ္တတောဝါသနာတရောဂတောဝါအတ္တမတောဝါအာသန္တိတိတောဝါအတ္တပုရိသတောဝါသန္တာအချိအတ္တမိဂဗနာပုဂ္ဂိုလ်ရာယဝတိကပိတ္တပါတိပိသဇာတေသာသုကရမေတာယခာရကပါတိနာနာဗျာတောဝါနာနာရောဂတောဝါနာနာဥပတောတောဝါအရခံနတုပဏိဒါနာတောပဒါယတတ္တလတ္တတတ္တပါရမီယောတတ္တဥပပါရမီယောတတ္တပရမတ္တပါရမီယောတိသမတေကပါရမီယောပိစ္ဆမပိစ္ဆာကိလောကတ္တသရိယညာတတ္တသရိယဗုဒ္ဓတသရိယံတိဒိဋ္ဌောသရိယယောပတိမဘဝေကဘဝကံတိဇာတေပိနိကောဏံဗရဏသရိယံဘောဓိပံနေမေ
မာရဝိဇယံတပိညုတညာနာပိဝေရံဓမ္မစကဗုဒ္ဓနာလောလောကုတ္တရတံမေတိသာဘေပိမေဗုဒ္ဓဂုဏေအဝိဇ္ဇတောဝေသလိယတိသုဘာဂလံတရေသုတိယမရတိပရိသံကရွန်တောအာယသမအာနန္ဒတေဝိယကာရုညစေတံပတိပတောကွတိတတသာဒေတုသကဝလေတုဇေဝတယတနံပရိဏလိယသဝေသလိယပုရိယရောဂမလုတဒုက္ခေကတမ္မုတံဣဝိတံပယံကိပ္ပမန္တရာဒါဝိတိပရိသံဓမ္မနာမဟိယာနိတာဗုဒ္ဓာနိသမဝဒာနိဘောမာနိဝယာနိဝန္တာလိကေသတေဝဗုဒ္ဓသမဏဘုဒ္ဓအထောဝိသကေသသုနလုပါတိတံတသမယိဗုဒ္ဓနိတမေတာတပေမတံကရောဓမနုပိယပဇာယဒီဝါဇရတောသအရဏိယေပလိတသမယိရကတာပမတ္တယံတေတိဝိဒံဣဒံဝါဘုဒ္ဓဝါတကေတုဝယာရတနာပဏိတနာရောသမအတိတတဒေနဣဒံဘုဒ္ဓေရတနာပဏိတံဣတေနသစ္စေနသုတိဟောတုခယံဝိရာကအမတဏိတယေဇာတကြဝိသမာဟိတောနာဧနသမေနသမတေကေတိဣဒံမိဓမ္မေရတနာပဏိတံဣတေနသစ္စေနသုတိဟောတုယံဗုဒ္ဓတထောပရိဝဏိတုစေသမာရိမန္နတိပညာမာဟုမာယနာတေနသမနာဝတ္တိဣဒံဣဓမ္မေရတနာပဏိတံဣတေနသစ္စေနသုတိဟောတုယေခောကလာတတံပတ္တတသတ္တာရိဧတာရိယုဂာနိဟောတိတေတတိနေယသုဇာတသာဝကဣတေသူဒိဏာနိမဗလံဣဒံတံမေရတနာမိယောဣတေနသစ္စေနသုတိဟောတုယေတောဘာယုတာမနကာလံလေနနိကမိနောဘောဓမကာလနာမိဧပတိပတ္တာအမတဝိကရှာလတ္တမူရာလေဘုတိပုံစမနာဣဒံတံမေရတနာမိယောဣတေနသစ္စေနသုတိဟောတုယထေဒခိလောကဝတိတောတိယသလိုဝါလိအတံပကံပိယောတတုမံတဝတိသံဝရမေယောရိယသစ္စာနိအဝိဇ္ဇပတ္တိဣဒံတံမေရတနာမိယောဣတေနသစ္စေနသုတိဟောတုယေရိယသစ္စာနိဥပါယနိကံမိရပင်ညနာတုတေတိတာနိကေဇာဝေဝန္တိဘူတံပမတ္တနာတေဘောဓမ္မမာရိယာနိဣဒံတံယေရတနာမိရဣတေနသစ္စေနသုတိဟောတုသာဝတဒသနံတပ္ပဒါယတရားသူဓမ္မသီတာဘုန်ဒီသက္ကာဒိဋ္ဌိဝေစီကေစီတင်းစသီလသံဝါပိယတာရိကေစီသတုဟပါယိဣသဝိပ္ပမုတ်တောသစ္စာရိဌာနာနိအပပကာတောဣဒံတံယေရတနာမိရဣတေနသစ္စေနသုတိဟောတုကိစ္ဆာပိတောကမ္မံကရောတိပါပကံကာယေနဝါစာဥရစေတသဝအဘဘောသောတတပရိစ္ဆာဒာယအဘဘတဒိဋ္ဌဝလတဝုဒ္ဓဣဒံတံယေရတနာမိရဣတေနသစ္စေနသုတိဟောတုဝနပကုံဘေယတဗုတိပြကေဂိမနမာသေပရမသမိန်ဂိမေတတုမံဓမ္မဝရအာရေတိနိဗ္ဗာန်ဂာမေပရမိန်တာယဣဒံဘုဒ္ဓေရတနာမိရဣတေနသစ္စေနသုတိဟောတုဝရောဝရိညုဝရတောဝရဟာရောအနုတရောဓမ္မဝရအာရေတိဣဒံဘုဒ္ဓေရတနာပဏိတံဣတေနသစ္စေနသုတိဟောတုခိနံပုရဏံလောဝနာတိကံဘောဝေယတစိတ်တယတိကေဘောသမိန်တေခိနပိသာဝရုံတိသန္တာနိဗ္ဗန္တိတေရာဣတေယံဒီဝိတံသံဃေရတနာပဏိတံဣတေနသစ္စေနသုတိဟောတုယာနိတာဘုဒ္ဓာနိသမဝဒာနိဘောဝါနိဝယနိဝန္တာလိကေသတ္တဝတံဒေဝမနုဿပုရိတံဗုဒ္ဓံသမသမသုတိဟောတုယာနိတာဘုဒ္ဓာနိသမဝဒာနိဘောမာနိဝယနိဝန္တာလိကေသတ္တဝတံဒေဝမနုဿပုရိတံဓမ္မနမသမသုတိဟောတုယာနိတာဘုဒ္ဓာနိသမဝဒာနိဘောမာနိဝယနိဝန္တာလိကေသတ္တဝတံဒေဝမနုဿပုရိတံသံဃနမသမသုတိဟောတုယတာနုဘာဝတောရကနိဝါဒတိတိပိဒနာယမိဇေဝလူယောဇာတောရတိတိဝမတန္တိတောသုကံတုတိတုတောသဘာတံဒေတိနပတ္တိဧဝမတိကုဏုပေတံပရိတံဓမ္မနာမဟေကရဏီယမတကုသေနယန္တတန္တမဓာမိသမစ္ဆဒေဝဥဒုတသုဒုသဒဝသောသတ္တဘုဒ္ဓနတိမာနိသန္တုတကောသဒုရရောသတကိသောသတံဥပဝုတိသန္တိတရိယောသဒီဘကောသအပ္ပကဘောကုလိတောနန္ဒုကေတောနာသဗုဒ္ဓမာတရေကေတိယေနဝိညုပရေဥပဝတိယောသုခိနောဝခေမိနောဟံတုသရတတ္တဘုံတုသုခိတတ္တယေကေတိပါဏာဘုဒ္ဓတိတတဝဒါဝရဝနောအတေတာဒီဃဝါယေဝမန္တာမဇ္ဈိမရတကယုကဒုလာဒိဋ္ဌာဝါယေဝအလိတာယေဝဒုရေဝသံတိဝိဒုရေဘုဒ္ဓဝသံဃေဒီဝသဗ္ဗတတ္တဘုံတုသုခိတတ္တနာပရောပရံနိဂုဘေသနာတိမညေတကတ္တသေနကေတိယာရောဒနာပတိဝတညာဉာဏ်မညာတဒုက္ခမေသေယမတယတနိယဗုဒ္ဓံမာယုတာဧကဗုဒ္ဓမနုရကေဧဝမိသဝဘုရေတုမနတံဘာဝေအပရိမာဏမတေသသဗ္ဗလောကသမေမနတံဘာဝေအပရိမာဏဥဒ္ဒံအရောသတိရိယသအသံဘာလံအဝရမသပ္ပတံဒိဋ္ဌံသရံနိတိနောဝတရားနောယဝတ္တဝိတမိတော
တန်တရင်အရိကျေယသမမေတံဝိဟာရမိတော်မှာဒီတေသာလူပကမဒီလာဝါဒသရိနာတမ္ပန္နောကာမေတုဝိနည်းကေရဏိသတုကပ္ပတိယံပုဏ္ဏရေတိသာဂတိယတဇာတိနံဒေဝမန္တကတံဝိယယာနာတေတိဝိသံဃောလံတေတိသာပိပရိတယံအနာတဓမ္မိတက္ကရာတက္ကရာသဗ္ဗပါဏိနံသဗ္ဗပေနိဝါရိတိပရိသံဓမ္မနာမဟေဝိရုပကေဟိမေမတံမတံဧအတေဟိမေသဗျာပုဂ္ဂေဟိမေမတံမတံကဏဂောမကေဟိသာအပါလကေဟိမေမတံမတံလူပါလကေဟိမေသရုပ်ကေဟိမေမတံမတံဘောကေဟိမေမမအပလကောဟိတိမမဟိတိပိပါလကောမမသရုပ်ဟိတိမမဟိတိဘုဗ္ဗရောသဗ္ဗေတ္တာသဗ္ဗေပါဏာသဗ္ဗေဘုဒ္ဓသကေဝလာသာဝိဝတ္တရာနိပါဒံယောမာကေတိပါပမဂမအပမနောဘုဒ္ဓမနောဓမ္မောမနောတံဃောပမာဏဝန္တာနိသရိသပါဏိဝိသေကတလာဒီနာနာဝိသရမုတိကအတာမေရကာကတာမေပရိဒံစေကနံလူဘုဒ္ဓနိတောဟံနမောဘဂဝါတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနာတောဟံနမောဘဂဝါတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနာတောဟံနမောဘဂဝါတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနာဘုရင်တံဘောရိသမ္မာရိနိဗ္ဗာန်ဝတ္တဇာတိယယာတတေစေနာတဝိပိမာတတံဝိဝစေယထေရတသာရိပုတ္တသာလောကနာတေနပါတိတံကပ္ပယမဒေသပရိဒံဓမ္မနာမဟေအတိလောကေသီလဂုဏသစ္ဆံသောတေယနုတ္တိယဒေနာတုဒေနာဂာမိသုခကိရိယမနုတရံအဝဇ္ဇတောဓမ္မပလံသရိတောပုဗ္ဗကေစီနေသစ္စာကလမတ္တယသစ္စာကိရိယမကာသံသန္တိဘဂအဘာလနာသန္တိပါယအဝေသနာမာတာပိတောသလိကန္တောဇာတဝေဒပရိကမသာတုစေကေမေသမပုဂ္ဂလိတောတိကိဝေဇတိသောနာသဂရိတံဥဒကပတ္တဝါယတာတိကိသေနာမေသမောနာတိအတမေသစ္စာပါရမီဣတိပိတောဘဂဝါအံသမံသမ္ဗုဒ္ဓဝိဇာသရဏသမ္ပန္နောဒုတောလောကဝိတုအနုတ္တရောဘုရိသဓမ္မပါရတိတတ္တရောမုသံဘုဒ္ဓဘဂဝါတိသဗ္ဗာယောဘဂဝါသာရမောတန္တေတိကောအတ္တိကောဧဟိပတိကောဩပမေဟိကောပိသတံဝေတဘောဝိဟိတိသောတိဘံယောဘဂဝါတောတာဝကသံဃောသေတုတိပံယောဘဂဝါတောတာဝကသံဃောညာယတိပံယောဘဂဝါတောတာဝကသံဃောသာမိတိတိပံယောဘဂဝါတောတာဝကသံဃောယတိရာသတ္တာရိဘုရိတာယုဂာလိသောဘုရိတာပုဂ္ဂလဣတဘဂဝါတောတာဝကသံဃောအာဟုနေယောပါဟုနေယောဒိဋ္ဌိနေယောအန္တလိကရဏီယောအနုတ္တရပုညကတံလောကတာတိဧဝံဗုဒ္ဓသရတံနံဓမ္မံတံယသတေကောသယံဝါသမိတတံဝါလောမံသောဝသောနာဟေပတိယံလောတိမိတံဝမင်္ဂလေသာယတံနာဘောတကုဏတတတောပါဒကောတုတုပိနအကံတံဗုဒ္ဓအနုဘာဝေနဝိနာတမေတုယံလောတိမိတံဝမင်္ဂလေသာယတံနာဘောတကုဏတတတောသာတကောတုတုပိနအကံတံဓမ္မအနုဘာဝေနဝိနာတမေတုယံလောတိမိတံဝမင်္ဂလေသာသောဓမ္မနာဘောတကုဏတတတောဘာတကောတုတုပိနအကံတံသံဃာနုဘာဝေနဝိနာတမေတုသတိဒီယောဝိဝေကံတုသောဘောလောကဝိနာတတုမာတိဘောတန္တရာယသုတိတိကယူဘောဘဝပိဝါနာတိလိတနေတံလမဇာယိနောသတ္တရောဓမ္မဝထံဒီအာယုဝနောဒုက္ခမလံဤပရိယတော်ကိုယောဂယာတော်ကုသကောင်းမှုဘောဘာကဘော၎င်းမြတ်စွာဘုရားရှင်ကိုယ်တော်ကိုရွတ်ပါတယ်တဲ့ကုသကောင်းမှုဘောဘာကဘော၎င်းပြေဝဲဣတတမယ်နော်ဣတတာလို့ခေါ်ရတော်ဆောင်နာတောင်းဆောင်နာဝိဇောနာရွာဆောင်နာယုဂသောဘုံမသောအာဂတသောရေဆောင်နာရေဆောင်နာသာရဏတော်ဆောင်နာသမုဒ္ဒရာဆောင်နာဝလာအကနာပစ္စုံနာသတုလောကပါဠနာတရားမြမအတုလာယမနဂါကလုံဘုံမယက္ခဝိဇာသောတိတဝတိမစပြုရ30ဘုံကျင်ဘုံသောဝိညာဉ်များစွာတတ္တဝအနန္တတို့ဟာတတ္တဝအာလုံးတို့အားအမြပြေဝပါဝိအမြယူတော်မူကြပါအာလုံးကိုအမြရရင်ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သောဓမ္မမိတ်ဆွေများရှင်ဓမ္မကတိကအကျော်ဆရာတော်များရဲ့တရားတော်များဖြင့်ဗုဒ္ဓပူဇာဓမ္မပူဇာသံဃာပူဇာတင်းများနဲ့မိဘဆရာတော်တင်းများကို
နားဆင်ကြည့်လို့လိုကြပါရဲ့မင်္ဂလာစိန်သေးတယ်လည်းမှာကက်ဆက်ခွေး CD တက်ပြားများနဲ့ VCD တက်ပြားများကိုဝယ်ယူရရှိနိုင်ပါပြီရှင်။ကြီးလင်းပြီးစညီညွတ်မြတ်တာအတန်ကုန်တစ်လေးထားတဲ့မင်္ဂလာစိန်အတန်ကူးလုပ်ငန်းနဲ့ရောင်းဆိုင်ဒီနေရာအမှတ်143 23လမ်းရန်ကုန်မြို့ဖုန်း254 239